အခုပြောမယ်ကြုံကြီးကလူသားတွေရဲ့နေမြေအလုံးထဲမှာအကြီးကျယ်ဆုံးနေမြေဖြစ်ခဲ့ပြီးအာတာထဲမှာတောက်ပါတဲ့မိတဲ့တစ်ခုလိုလည်းဖြစ်ခဲ့တယ်။ဒီကျွန်းနိုင်ငံကြီးကလူသားမျိုးနွယ်တွေဟာဘလောက်ထိမြင့်မားတဲ့အောင်မြင်မှုကိုရနိုင်တဲ့ဆိုတာကိုလည်းပြခဲ့တဲ့သူတို့တွေဘလောက်ထိနေကြပြီးပျက်စီးနိုင်တဲ့ဆိုတာကိုလည်းပြခဲ့တယ်။အစာကဒီနိုင်ငံကလူတွေဟာအင်အားကြီးသလိုဉာဏ်ပညာလည်းရှိပြီးဂုဏ်ကြည်သိရှိတဲ့နိုင်ငံသားများဖြစ်ခဲ့ကြတယ်။ဒါပေမဲ့နောက်ပိုင်းမှာမာနာနဲ့အာဏာလိုချင်မှုကြောင့်ပျက်စီးခဲ့ရတယ်။အားလုံးမင်္ဂလာပါဒီနေ့ဒဝါရင်းမြန်မာကနေပြီးတော့ဒုတိယခေတ်ကြီးထဲမှာကြီးကျယ်ခမ်းနားခဲ့တဲ့နူမနောကျောင်းနိုင်ငံကျောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ဒီဇလန်ရဲ့အစာကတော့ပထမခေတ်အဆုံးမှာဘရလီယန်ရဲ့နယ်မြေများဟာအမြတ်တော်သာဆိုတဲ့စစ်ပွဲကြီးကြောင့်ပျက်စီးခဲ့ရပြီးအာဒါရဲ့မြေပုံကလည်းထာဝရပြောင်းလဲသွားခဲ့ရတယ်။ဒါပေမဲ့ဗလာတွေဟာမင်းတဲ့အရဲ့နောက်တောင်းဘက်မှာပင်လယ်ထဲကနေကျွန်းကြောကိုဖန်တီးခဲ့ကြတယ်။အဲ့ဒီနောက်အမြန်တော်သာဆိုတဲ့စစ်ပွဲကြီးမှာဗလာတွေဘက်ကနေကူညီပြီးတိုက်ခိုက်ပေးခဲ့တဲ့အီတိုင်းဆိုတဲ့ပထမခေတ်ကလူသားတွေကိုလက်ဆော့အဖြစ်ပေးလိုက်ကြတယ်။ဒီတိုင်းဆိုတဲ့လူသားမျိုးနွယ်ကိုတော့အဲရိုဆိုတဲ့လူသားတစ်ယောက်ကဦးဆောင်ခဲ့တယ်။အဲရိုဟာအဲရွန်ရဲ့ညီလည်းဖြစ်ပါတယ်။သူတို့ဟာမင်းတဲ့အရဲ့ကံရိုးတန်းကနေပြီးတော့အဲရွန်ရဲ့ဖခင် Star of Ireland ရဲ့လမ်းညွှန်မှုနဲ့ဒုတိယခေတ်32ခုနှစ်မှာအဲ့ဒီကျွန်းကိုရောက်ရှိလာခဲ့ကြတယ်။အဲ့ဒီနောက်အဲ့ဒီကျွန်းကိုနူမနောကျွန်းနိုင်ငံလိုလူတီများလာပြီးအဲရိုဟာလည်းပထမအဆုံးပြီးရင်ဖြစ်လာတယ်။သူဟာနှစ်ပေါင်း410အုပ်ချုပ်ခဲ့ပြီးဒုတိယခေတ်442ခုနှစ်သက်တော်900မှာနိုင်ရွဆန့်ခဲ့တယ်။နူမနောတိုင်းပြည်ကနူမနောနီယန်လူမျိုးတွေဟာမင်းမျိုးမင်းနွယ်နဲ့ရုပ်ပိုင်းဆိုင်ရာအရက်အမောင်းနှမျိုးစလုံးကြောင့်လူသားတွေရဲ့မျိုးနွယ်ထဲမှာအင်အားကြီးဆုံးလူစီများလာတဲ့ပုံမှန်အရက်တော့9ပေလောက်မြင့်တဲ့လို့သိရပါတယ်။အစောပိုင်းရစုနဲ့ကာလာတွေထဲမှာနူမနောနီယန်လူမျိုးတွေဟာတော် ESC ကျွန်းကအဲဒါဆိုတဲ့နတ်ငယ်တွေနဲ့ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်။အဲဒီနောက်အဲဒါနတ်ငယ်တွေဟာနူမနောကိုလက်ဆောင်တွေအများကြီးပေးခဲ့တယ်။နူမနောနီယန်လူမျိုးတွေကိုငှက်တွေသေပင်းတွေအသိပညာဘူတုတာတွေနဲ့လက်မှုပညာတွေကိုလည်းပေးခဲ့တယ်။အထူးသဖြင့်ကွန်တိုတိုင်းပြည်ရဲ့အဖြူရောင်သေပင်းရဲ့ဘိုးဘေးဖြစ်တဲ့နန်လောဆိုတဲ့အဖြူရောင်သေပင်းကြီးကိုလက်ဆောင်ပေးခဲ့တယ်။အဲ့ဒီနောက်အဲရိုဟာနူမနောရဲ့ဘေးတွေထဲမှာပထမအဆုံးဘေးဖြစ်တာကြောင့်သူရဲ့တောင်းဝဲနာမည်ကိုတာမင်လာသောဖြင့်ခံယူလိုက်တယ်။ဒီနာမည်ကကွန်ညာဆိုတဲ့နတ်ငယ်ဘာသာစကားဖြစ်ပါတယ်။အတိဘက်ကတော့တာဆိုတာကမြင့်မြတ်သောမင်းညာဆိုတာကပထမတော်ဆိုတာကအရှင်လို့အတိဘက်ရပါတယ်။အလုံးပေါင်းလိုက်ရင်ပထမဦးဆုံးမြင့်မြတ်သောအရှင်လို့အတိဘက်ရပါတယ်။သမိုင်းတခြားမှာလည်းနူမနောဘရင်တွေမိဖုရားတွေရဲ့နာမည်ကကောညာဆိုတဲ့နတ်ငယ်တွေရဲ့ဘာသာစကားကိုယူပြီးဘွယ်တွေခံယူတာကအစင်လာတကူဖြစ်လာခဲ့တယ်။အဲ့ဒီနောက်နူမနောနီယန်လူမျိုးတွေဟာလှေတွေသင်္ဘောတွေတိဆောက်တာနဲ့ရေချောင်းခရီးသွားလာရမှကျွမ်းကျင်လာတယ်။ဒါပေမဲ့ပင်လယ်ဘက်ခရီးမှတော့ဗလာတွေပိတ်ပင်ထားတဲ့အရာတကူရှိပါတယ်။ဗလာတွေပိတ်ပင်ထားတဲ့အရာကတော့အနောက်ဘက်ကိုမသွားဖို့ပဲဖြစ်ပါတယ်။ဗလာတွေကအနောက်ဘက်ကိုသွားမယ်ဆိုရင်ကျွန်းကိုမြင်ရတဲ့ဒီပဲသွားရမယ်လို့အမိန့်ထုတ်ထားခဲ့တယ်။ဒါကြောင့်နူမနောနီယန်လူမျိုးတွေဟာအနောက်ဘက်ကိုမသွားဘဲအရှေ့ဘက်ကိုပဲစူးစမ်းလေ့လာခဲ့ကြပါတယ်။ဒုတိယခေတ်600ခုနှစ်မှာသူတို့ဟာမင်းတဲ့အရဲ့ကံရိုးတန်းကိုရောက်ရှိလာခဲ့ကြတယ်။အဲဒီနောက်သူတို့ဟာလင်းတော်တိုင်းပြည်ထံကိုရက်လွှေပြီးတော့မြင်းမြတ်တဲ့ဘရင်ကြီးခက်ခဲလေးနဲ့လင်းတော်တိုင်းပြည်ရဲ့နတ်ငယ်တွေနဲ့မိတ်ဆွေတွေဖွဲ့ခဲ့ကြတယ်။အဲဒီနောက်နူမနောနီယန်လူမျိုးတွေဟာအမောက်ရိပ်အောင်မှအကြာကြီးနေထိုင်ခဲ့ရတဲ့မင်းတဲ့အကလူသားတွေနဲ့လည်းဆုံတွေ့ခဲ့ကြတယ်။အစားပိုင်းမှာသူတို့တွေဟာစကားပြောတဲ့ဘာသာစကားမတူကြပေမဲ့လူသားမျိုးနွယ်အစာကတူတူပဲဆိုတာကိုသိလိုက်ရတယ်။အဲ့ဒီနောက်စကားတွေအများကြီးပြောကြပြီးတူညီတဲ့စကားလုံးများစုကိုရှာတွေ့ခဲ့ကြတယ်။အစားပိုင်းမှာရိုးရိုးပဲစကားတွေပြောကြပြီးနောက်ပိုင်းမှာတော့မိတ်ဆွေတွေဖြစ်လာကြတယ်။နူမနောနီယန်လူမျိုးတွေဟာသူတို့ရဲ့မိတ်ဆွေအသေးကိုစိုက်ပျိုးရေးပညာတွေလည်းသင်ပေးပြီးတန်တဲ့လုပ်ငန်းတွေကိုလည်းသင်ပေးခဲ့ကြတယ်။အဲ့ဒီနောက်မင်းတဲ့အကလူသားတွေဟာနူမနောနီယန်လူမျိုးတွေကိုအရန်လေးစားကြည်ညိုလာကြတယ်။အထူးသဖြင့်အရန်ရှိပြီးပင်လယ်ကနေလာတဲ့ဒီပင်လယ်ဘရင်တွေကိုတချို့ကနတ်ဖျားတွေလူလောက်ထင်လာခဲ့ကြတယ်။အဲ့ဒီနောက်ဒုတိယခေတ်950ခုနှစ်မှာနူမနောမင်းသားအဒါလီယွန်ဆိုတဲ့သူဟာစိုးဦးတီထွင်သူများလို့ခေါ်တဲ့ရေချောင်းစူးစမ်းရေးအဖွဲ့ကိုတည်ထောင်ခဲ့တယ်။
အဲ့ဒီအဖွဲ့မှာသင်္ဘောသားတွေနဲ့ရေကြောင်းကျွမ်းကျင်သူတွေပါဝင်ပြီးမင်းသားနဲ့အတူမင်းတဲ့အကိုခီးထွက်ခဲ့ကြသလိုအစင်းမြေတဲ့သင်္ဘောတိဆောက်ရမှလည်းကူညီပေးခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။အဲ့ဒါလီယွန်ဟာသင်္ဘောနဲ့လင်တော်တိုင်းပြည်ကိုသွားခဲ့ရုံသာမဟုတ်ပဲခါဝါသလိုမြေဝါကိုလည်းလာပြီးဗင်ညာလောနာမည်ရှိတဲ့စိတ်ကမ်းကိုလည်းတီထောင်ခဲ့တယ်။အဲ့ဒါလီယွန်မင်းသားမှလည်းအလန်ဒီဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့ဝမ်းနည်းစရာကောင်းတဲ့အခြေစလန်းလေးတစ်ခုရှိပါတယ်။အဲ့ဒီအကြောင်းကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြောပြပါမယ်။ဒီဗီဒီယိုကတော့လူမနောကျောင်းနိုင်ငံကျောင်းဖြစ်တာကြောင့်လူမနောကျောင်းကိုပဲဆက်သွားပါမယ်။အဲ့ဒီနောက်အရာရီယွန်ရဲ့အဖေတာမီနာဒါဟာနူမနောမရှိတဲ့သစ်ပင်းတွေကိုမခိုးရဘူးဆိုတဲ့အမေကြောင့်သူဟာမင်းတဲ့အရဲ့ကန်ယူတန်းမရှိတဲ့မင်းဟီတဲ့ဒေတာနဲ့အီရဝီဒေတာတွေမှရှိတဲ့သစ်ပင်းတွေကိုခုတ်ပြီးသင်္ဘောတွေတိဆောက်ခဲ့ကြတယ်။အဲ့ဒီလိုရဲ့ကြောင့်ပဲအဲ့ဒီဒေတာမှနေထိုင်တဲ့မင်းတဲ့အကလူသားတွေနဲ့နူမနောနီယန်လူသားတွေကြားမှာမကျေနပ်မှုတွေနဲ့ရန်ညိုးတွေစာတင်ပေါ်ပေါက်လာခဲ့တယ်။ဒါကြောင့်မင်းတဲ့အကဒေတာခန်းတွေဟာနောက်ပိုင်းမှာနူမနောနီယန်လူမျိုးတွေကိုအခွေရရတိုင်းတိုက်ခိုက်သလိုအဝေးကနေလည်းမြားဖြေချောင်းမြောက်တိုက်ခိုက်လာကြတယ်။အဲ့ဒါကြောင့်နူမနောနီယန်လူမျိုးတွေဟာမင်းတဲ့အအတွင်ပိုင်းတဲ့တီကိုပို့ပြီးဝင်ရောက်လာကြတယ်။ပြီးတော့သူတို့ကိုတိုက်ခိုက်တဲ့ဒေတာခန်းလူတွေကိုလည်းပြန်ပြီးတိုက်ခိုက်တယ်။ပြီးတော့သူတို့နေအိမ်များဖြစ်တဲ့တစ်တော်တွေထဲကနေလည်းမောင်းထုတ်လိုက်ကြတယ်။အဲ့ဒီရန်ညိုးထားတဲ့မုံတီးမူကြီးဟာရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီးလက်စောစစ်ဖွဲတွေရဲ့အချိန်တီကိုရောက်ရှိလာခဲ့ကြတယ်။ဘယ်လိုလဲဆိုတော့ဆာရိုမန်ဖက်ကနေဝင်ရောက်တိုက်ခိုက်ပေးခဲ့ကြတဲ့ဒေါင်လင်နီယန်လူမျိုးတွေဟာဒီမျိုးနွယ်ကနေဆင်းသက်လာကြတာဖြစ်ပါတယ်။အဲ့ဒီနောက်ဒုတိယခေတ်822ခုနှစ်မှာနူမနောဘုရင်တာမီနာဒါစီကိုဘုရင်ကြီးခဲခဲလေထံမှာတတိပေးချင်တဲ့အနာဂတ်အတွက်ကုညီတောင်းထားတဲ့စာတစ်စောင်ကိုလက်ခံရရှိခဲ့တယ်။အဲ့ဒီစာရဲ့တတိပေးချေဆိုတာကနတ်ငယ်တွေရဲ့ဘုရင်ကြီးကအရှိဘမမော့ခေါ်ရဲ့အစိတ်ကန့်တူရဲ့အရေးတစ်ခုပေါ်လာပြီးဆိုတာကိုတတိပေးခဲ့တယ်။အဲ့ဒီအရေးတစ်ကတော့ဆာရွန်ပဲဖြစ်ပါတယ်။အဲ့ဒီတတိပေးချက်ကိုတီးပြီးတဲ့နောက်မှာတော့ဘုရင်ကြီးတာမီနာဒါဟာဘုရင်ရဲ့အာဏာကိုကိုစားပြုတဲ့ဆက်တာဆိုတဲ့လှန်ကိုသူရဲ့သားဖြစ်တဲ့တာအရာရီယွန်ထံကိုလွှဲပေးလိုက်တယ်။အဲ့ဒီနောက်အရာရီယွန်ဟာနူမန်နော့ရဲ့60မြောက်ဘုရင်ဖြစ်လာခဲ့တယ်။ဘာဖြစ်လို့အာနာကိုလွှဲပေးခဲ့လဲဆိုတော့အရာလီယွန်ဟာမင်းတဲ့အမအတွေ့ကျုံတွေအများကြီးရှိပြီးအနာဂတ်မှာကြုံလာရမယ့်အန်ဒီရတွေကိုရင်ဆိုင်ဖို့ဆိုရင်သူရဲ့အတွေ့အကြုံကလိုအပ်လာမဲ့လို့ဘုရင်ကြီးတာမီနာဒါကယုံကြည်ခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီနောက်နူမနောနီယန်လူမျိုးတွေဟာစစ်ပွဲတွေအတွက်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ကြတယ်။စစ်တပ်အင်အားတွေနဲ့လက်နက်တွေရိခါတွေပစ္စည်းတွေကိုစာတင်စုဆောင်းလာကြတယ်။အဲ့ဒီနောက်ဒုတိယခေတ်1200ခုနှစ်အစောပိုင်းနှစ်တွေထဲမှာနူမနောတိုင်းပြည်ကလူတွေဟာမင်းတဲ့အမတဖြည်းဖြည်းနဲ့အခြေချနေထိုင်လာကြတယ်။အဲ့ဒီနောက်ဆောင်းလွန်ဟာအီလီယန်ဒေါဒေတာကိုကျူးကျော်မှုရောက်ခင်သူဟာမင်းတဲ့အမရှိတဲ့လူသားများရဲ့နူမနောနီယန်လူမျိုးတွေကိုထားတဲ့ရန်ညိုးကိုသူရဲ့ကိုကျိုးအတွက်အသုံးချပြီးတော့နူမနောနီယန်လူမျိုးတွေအခြေချနေထိုင်တဲ့နေရာတွေကိုဝင်ရောက်တိုက်ခိုက်ဖို့လူရဲဖို့ကိုလှုံ့ဆော်ခဲ့တယ်။ပြီးတော့နူမနောနီယန်လူမျိုးတွေရဲ့တေထုံလုပ်ငန်းကိုလည်းဖျက်ဆီးခိုင်းခဲ့တယ်။နောက်ဆုံးမှာတော့ဒုတိယခေတ်1695ခုနှစ်မှာအရာလီယွန်ဘုရင်ခေကိုကျော်လွန်ပြီးအချိန်တော်တော်ကြာမှနူမနောရဲ့ဘုရင်17ရာမြောက်ဘုရင်ဖြစ်တဲ့တာမီနီယာစတီယာစီကိုဘုရင်ကြီးဂက်ခဲလေထံမှအရေးပေါ်တည်င်းတစ်ခုကိုလက်ခံရရှိခဲ့တယ်။အဲ့ဒီချိန်ကဆာရွန်ဟာတဝမ်းလေးလက်စောကိုဖန်တီးပြီးအီလီယန်ဒေါနယ်မြေကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့နူမနောကုညီရမယ့်အချိန်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဆာလွန်ဟာအီလီယန်ဒေါဒေသတခြားကိုဖျက်ဆီးတိုက်ခိုက်ဖို့ချီတက်နေတဲ့အချိန်မှာပဲ1900ခုနှစ်မှာနူမနောရဲ့အင်အားကြီးတဲ့ရေတပ်ကမင်းတဲ့အကိုရောက်ရှိလာခဲ့တယ်။နူမနောရဲ့ရေတပ်ရောက်လာတာကြောင့်ပဲစစ်ပွဲရဲ့အခြေအနေကလုံးဝပြောင်းသွားခဲ့ရတယ်။ဒုတိယခေတ်1900ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ခါဝါသလိုတိုက်ပွဲမှာဆာလွန်ဟာအပြတ်သက်ကိုရှုံးနေခဲ့ရတယ်။အဲ့ဒီနောက်ဆာလွန်ဟာမော်တော်ကိုပြန်သွားပြီးတင်းနေနူမနောကိုပြန်လည်ကလေးစားချိမဲ့လို့သစ္စာပြုခဲ့တယ်။အဲ့ဒါကြောင့်ပဲတာမီနာစတီယာဘုရင်အုပ်ချုပ်တဲ့ခေတ်မှပဲနူမနောအပေါ်အရေးတစ်ခုစာတင်ကြာရောက်လာတယ်လို့ဆိုကြတယ်။ဘ
ဘရင်ဟာအဲ့ဒါနဲ့တငယ်တွေနဲ့လည်းမိတ်ဆွေကောင်းတွေဖြစ်ပြီးသူတို့ကလည်းအလွန်ကိုလေးစားတန်ဖိုးထားတဲ့သူတရားလည်းဖြစ်ပါတယ်။ဒါပေမဲ့စိတ်ထဲမှာတော့နဲ့တငယ်တွေရဲ့မသိမျိုးဖြစ်တာကိုမနာလို့ဖြစ်ခဲ့တယ်။သူရဲ့စိတ်ထဲမှာဘာလို့သူတို့ကထောက်လာအတန်ရှင်းခွင့်ရပြီးငါတို့လူသားတွေကသေရတာလဲဆိုတာကြီးကခံစားလာရတယ်။နှင်းတွေ့ကြလာတော့နဲ့တငယ်တွေရဲ့မသိမျိုးဘဝကိုမနာလို့တဲ့စိတ်ကြီးကနူမနောကလူသားတွေရဲ့နှလုံးသားထဲတီကိုတဖြည်းဖြည်းနဲ့စိုးမိုးလာခဲ့တယ်။ပြီးတော့ဒုတိယခေတ်1800ခုနှစ်လာရောက်လာတဲ့အခါမှာနူမနောနီယန်လူမျိုးတွေဟာမင်းတဲ့အကံယုံတန်းတစ်လျှောက်မှာနေမြေတွေကိုစာတင်တီထောင်လာခဲ့ကြတယ်။အဲ့ဒါနဲ့အတူမင်းတဲ့အကလူသားတွေအဖို့ကိုလည်းအမြင့်တွေပြောင်းလဲလာခဲ့တယ်။အရင်တော့ကဆိုရင်မင်းတဲ့အကလူသားတွေကိုမိတ်ဆွေအဖြစ်ဆက်ဆံကြပြီးပညာတွေလည်းသင်ပေးခဲ့ကြတယ်။နောက်ပိုင်းမှာတော့ငါတို့ကပုံမြင့်မြတ်တဲ့ငါတို့ကပိုရင်အားကြီးတဲ့လူတွေးလာပြီးမင်းတဲ့အကလူတွေနဲ့တမ်းမတူတော့ဘူးလို့မြင်လာကြတယ်။အဲ့ဒီနောက်မင်းတဲ့အကလူသားတွေကိုသူတို့ရဲ့အုပ်ချုပ်မှုလက်အောက်ခံပြေထားပြီးအခွန်တွေလက်ဆောင်တွေပစ္စည်းတွေပေးဖို့တောင်းဆိုလာကြတယ်။နူမနောရဲ့73ရောင်မြောက်ဘရင်တာအာရနာမလက်ထက်မှာတော့နူမနောသမိုင်းမှာအရေးကြီးတဲ့ပြောင်းလဲကြီးတစ်ခုဖြစ်ခဲ့တယ်။အဲ့ဒီခေတ်မှာဘရင်ကိုထောက်ခံတဲ့သူတွေဟာဗလာတွေနဲ့အဲ့ဒါနဲ့တငယ်တွေအပေါ်ကိုပွေပွေလင်းလင်းဝေဖန်လာကြတယ်။ဒါပေမဲ့ဗလာတွေပိတ်ပင်ထားတဲ့အရာကိုတော့လိုက်နာနေသေးတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေးစားလို့တော့မဟုတ်ပဲသူတို့ကိုကြောက်လို့လိုက်နာနေသေးတာဖြစ်ပါတယ်။ဒုတိယခေတ်2221ခုနှစ်မှာနူမနောရဲ့14ရာမြောက်ဘရင်တာအန်ကာလီမောဘရင်လက်ထက်မှာတော့နူမနောမှာအဖွဲ့နှစ်ဖွဲ့အကွဲသွားကြတယ်။တစ်ဖက်ကဘရင်မြင့်မြတ်အဖွဲ့နဲ့နောက်တစ်ဖွဲ့ကကြတော့သစ္စာရှိတဲ့သူအဖွဲ့ဆိုပြီးကွဲသွားခဲ့တယ်။ဘရင်မြင့်မြတ်အဖွဲ့ကတော့ဘရင်ကိုထောက်ခံတဲ့သူတွေနတ်ငယ်တွေကိုမနာလို့တဲ့သူတွေနဲ့ဗလာတွေကိုမယုံကြည်ကြတဲ့သူတွေနူမနောဟာအင်အားကြီးတဲ့လို့ယုံကြည်ကြတဲ့အဖွဲ့ပဲဖြစ်ပါတယ်။နောက်တစ်ဖွဲ့ကကြတော့ဗလာတွေကိုဆက်လက်ယုံကြည်တဲ့သစ္စာရှိတဲ့သူတွေဖြစ်ပြီးအဲ့ဒါနတ်ငယ်တွေနဲ့လည်းမိတ်ဆွေများဖြစ်ပြီးနူမနောရဲ့ရှေးစင်လာတွေကိုထိမ့်သိမ်းခြင်းတဲ့သူတွေဖြစ်ပါတယ်။ဘရင်ကိုသစ္စာခံထားတဲ့အဖွဲ့ကကြတော့မင်းတဲ့အရဲ့တောက်ဘက်ကံယိုတန်းတွေကိုတွားရောက်စူးစမ်းလေ့လာကြပြီးနတ်ငယ်တွေနဲ့ဝေးတဲ့ဒေသတွေမှာအခြေချနေထိုင်လာကြတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့အဲ့ဒီနေရာတွေကိုရက်ဆက်ကြမ်းကြုတ်တဲ့ဒုစရိုက်နိုင်ငံများဖြစ်ကိုပြောင်းလဲခဲ့ကြတယ်။အဲ့ဒီထဲမှာအမ်ဘာဆိုတဲ့စိတ်ကမ်းမျိုးကြီးကထင်ရှားဆုံးဖြစ်ပါတယ်။တဖန်မှလည်းဗလာတွေကိုယုံကြည်ကိုးကွယ်နေတဲ့သူတွေဟာဒုတိယခေတ်2350ခုနှစ်မှာဗလာကာဆိုတဲ့စိတ်ကမ်းမျိုးကြီးကိုတီထောင်ခဲ့ကြတယ်။ဗလာကာတဲ့ဒီနေရာကတော့နောက်တစ်ချိန်မှာကွန်ဒိုတိုင်းပြည်ဖြစ်လာမဲ့ဒေသထဲမှာရှိတာဖြစ်ပါတယ်။နူမနောဘရင်နဲ့သူကိုထောက်ခံတဲ့သူတွေဟာလာမဲ့ရာစုနှစ်ထဲမှာအမနာနဲ့ရက်စက်မှုကပိုပြီးတော့ကြီးထွားလာခဲ့တယ်။နောက်ပြီးဒုတိယခေတ်2896ခုနှစ်မှာတော့တာအာရာမင်းရဲ့သားတော်နန်းတယ်လာတဲ့အချိန်မှာအဲ့ဒီမနာနဲ့ရက်စက်မှုကထိလို့မရတဲ့အဆေကိုရောက်ရှိသွားခဲ့တယ်။အဲ့ဒီနူမနောရဲ့ဘရင်20ရာများဟာသူရဲ့ဘိုးဘွေးတွေအသုံးပြုတဲ့ကွန်ညာနဲ့တငယ်ဘာသာစကားဖြင့်နာမည်ပေးတာကိုစော်လော်လိုက်ကြပြီးသူတို့ရဲ့နူမနောဘာသာစကားဖြစ်တဲ့အာရူတိုင်းဘာသာဖြစ်အာဒေါနခိုဆိုတဲ့နာမည်ကိုခံယူခဲ့တယ်။အဲ့ဒီနာမည်ရဲ့အဓိပ္ပာယ်ကတော့အနောက်ဘက်ရဲ့အရှင်လို့အဓိပ္ပာယ်ရပါတယ်။ဒါပေမဲ့စာရေးဆရာကြီးတိုကီရဲ့သမိုင်းထဲမှာဒီနာမည်ဟာမသေးတော့တဲ့နာမည်လို့သတ်မှတ်ထားကြတယ်။ဘာဖြစ်လို့လဲဆိုတော့အနောက်ဘက်ရဲ့အရှင်ဆိုတဲ့ဘွဲကိုဗလာတွေရဲ့ဘရင်မန်ဝေးကသုံးပြရမှာဖြစ်ပါတယ်။မန်ဝေးဟာဗလာတွေရဲ့ခေါင်းဆောင်ဖြစ်ရုံသာမဟုတ်ပဲအာဒါလောကကြီးတစ်ခုလုံးမှာအမြင့်ဆုံးအာဏာရှိတဲ့တူဒီသောသူလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ဘရင်အာဒါနခိုဟာသူ့ရဲ့လူများကိုလည်းနတ်ငယ်ဘာသာစကားနဲ့စကားပြောတာကိုလည်းတားမြင်လိုက်ပြီးနတ်ငယ်တွေကိုသစ္စာရှိတဲ့သူတွေကိုလည်းနှိပ်စက်ညှဉ်းပန်းလာကြတယ်။အဲ့ဒါကြောင့်ပဲတော်အီရဲ့စီကျွန်းကနတ်ငယ်တွေဟာသင်္ဘောတွေနဲ့နူမနောကိုလှေဝဲပြီးပဲလာနိုင်တော့တယ်။ဗလာတွေကိုကိုးကွယ်သစ္စာရှိတဲ့သူတွေဟာသူတို့ရဲ့ကိုယ်ပိုင်တိုင်းပြည်ထဲမှာကိုမျောလင့်ချက်တွေပျောက်ဆုံးခဲ့ရတယ်။ဒါပေမဲ့ဒုတိယခေတ်3189ခုနှစ်မှာဗလာတွေသစ္စာခံဘက်ကနေပြီးတော့လူတစ်ယောက်ဖြစ်တဲ့တာပါလန်တီယာဆိုတဲ့သူဟာနူမနောရဲ့24ရာမြောက်ဘရင်အဖြစ်နန်းတက်လာခဲ့တယ်။တာပါလန်တီယာဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကတော့အဝေးကိုမြင်နိုင်တဲ့သူလို့အဓိပ္ပာယ်ရပါတယ်။သူကိုသူရဲ့အမေကနတ်ငယ်တွေဟာ
နူမန်နော့ရဲ့ရှင်းဟောင်းမိတ်ဆွေများဖြစ်ကြောင်းပြည်တော်ဗလာတွေကိုသစ္စာရှိတဲ့သူတွေရဲ့ယုံကြည်ချက်ကိုလည်းလွယ်ဝဲစွာသင်ကြားပေးခဲ့တဲ့သူနှမ်းတယ်လာပြီးမှနူမန်နော့ရဲ့ရှင်းဟောင်းကိုချစ်တည်းတချို့ကိုပြန်လည်ရရှိခဲ့တဲ့တာပလန်တီယာဘရင်လက်ထက်မှာနတ်ငယ်တွေလက်ဆောင်ပေးထားတဲ့အဖြူရောင်သစ်ပင်ကိုလည်းဂယူဒီဇိုင်းပြုစုဆောက်ရှောက်ခဲ့ကြတဲ့ပြည်တော်နူမန်နောနီယန်လူမျိုးတွေဟာနှင်းစင်ကျင်းပါကြတဲ့ဘာသာရေးစင်လောက်ပွဲတော်တွေကိုလည်းပြန်လည်ပြုလုပ်ခဲ့ကြတဲ့ဘာဖြစ်လို့လဲဆိုတော့အရင်ကဘရင်တွေဟာဒီအစင်လာတွေကိုလေလူရှူထားလို့ပဲဖြစ်ပါတယ်ဘရင်သားပလန်ဒီယာရဲ့အမျှော်မြင်ကြောက်ပဲအရေးကြီးတဲ့အရာတစ်ခုကိုနားလည်ခဲ့ရတဲ့အဖြူရောင်သစ်ပင်သိဆုံးသွားရင်နူမန်နောဘရင်မျိုးဆက်လည်းအဆုံးသက်သွားမယ်လို့သူယုံကြည်ခဲ့တဲ့အရင်ကဘရင်ကိုထောက်ခန့်တဲ့အဖွဲမှကြတော့လူဦးရေကပိုများလာပြီးသူတို့ရဲ့တွဲခေါ်ကလည်းနူမနောတိုင်းပြည်တစ်ခုလုံးမှာအမြင်တွဲနေပြီဖြစ်ပါတယ်။အဲဒါကြောင့်လဲတာပလန်ဒီယာလက်ထက်မှာပရိပခါတို့ရောပုတ်ကံမှုတွေရောကိုရင်ဆိုင်ခဲ့ရတယ်။ဘရင်ကြီးဟာတရားမျှတပြီးကောင်းမွန်တဲ့ဘရင်တစ်ပါးဖြစ်ပေမဲ့သူဟာဗလာဒီထံမှာနူမနောနီယန်လူမျိုးတွေအဖြစ်အတွက်တောင်းပန်ပြီးနောင်တရပြီးဆိုတဲ့အကြောင်းကိုလည်းပြသခဲ့တယ်။ဒါပေမဲ့ဗလာတွေကဘာမှမတုံ့ပြန်ခဲ့ဘူးလို့သိရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူရဲ့ပြည်သူတွေကဗလာတွေအပေါ်ကိုမုန်တီးမှုကြီးကအရန်ကိုကြီးမားနေပြီဖြစ်ပါတယ်။နောက်ပြီးသူရဲ့ရှေ့ကဘရင်တွေကလည်းမာနာကြီးကြပြီးဗလာတွေကိုလည်းမလေးမစားပြုလုပ်ခဲ့ကြတယ်။အဲဒါကြောင့်လဲတာပလန်ဒီယာရဲ့တောင်းပန်မှုဟာနူမနောတနိုင်ငံလုံးကိုမပြောင်းလဲနိုင်တော့ဘူးဖြစ်ပါတယ်။နောက်ပြီးဘရင်ကိုဆက်ချင်းတဲ့သူတွေထဲမှာလည်းအဓိကပေါင်းဝင်နေတဲ့သူတွေကလည်းသူရဲ့ညှိဖြစ်တဲ့ကင်မီတဲနဲ့သူဖြစ်တဲ့အာဖာလာဇိုတိုကအဓိကပါဝင်နေတာဖြစ်ပါတယ်။အဲ့ဒီနောက်ဒုတိယခေ3255ခုနှစ်မှာတာပလန်ဒီယာနေရဆန့်ခဲ့ပြီးဥပဒေအရာသူရဲ့သမီးသားမီလီရဲ့ဂါထီနန်းကိုဆက်ခန့်ခွေရှိခဲ့တဲ့အဲ့ဒါကြောင့်လဲသူမှာဟာနူမန်နောရဲ့၄ယောက်မြောက်ဘရင်မှာဖြစ်လာခဲ့တဲ့ဒါပေမဲ့နတ်တယ်လိုက်ရမယ်သားမီလီရဲ့ကိုသူရဲ့မောက်နှမဝမ်ခွဲတော့ဆက်တဲ့အာဖာလာဇွန်ကပုံကံမှုကိုဥဆောင်ပြီးသူ့မှာကိုအတင်းအာဓမလက်ထက်ခဲ့တဲ့ဒီလိုလက်ထက်တာဟာနူမန်နောရဲ့ဥပဒေနဲ့အစင်လာတွေကိုဆက်ကျင့်တဲ့လူရတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီနောက်အာဖာလာဇွန်ဟာဘရင်အာနာကိုစားပြုတဲ့လှန်တော်ကိုသူ့အတွက်သိမ်းယူပြီးတော့သူကိုယ်သူအာဖာလာဇွန်တကိုးတန်းလိုကြီးညာကဘရင်ဖြစ်လာခဲ့တဲ့အဲ့ဒီနောက်ဒုတိယခေ3262ခုနှစ်မှာမင်းတဲ့အမဆာလွန်ကလည်းအင်အားကြီးလာပြီးသူကိုယ်သူလူသားတွေရဲ့ဘရင်ပြည်တော်ကဘာမီရဲ့အရှင်သခင်လို့သူကိုယ်သူကြီးညာပြီးနူမန်နောကိုလည်းဖျက်ဆီးမဲ့လို့ကြုံဝါပြောဆိုခဲ့တယ်။အဲ့ဒီကိစ္စနဲ့ပြည်တော်မင်းတဲ့အမအခြေချနေထိုက်တဲ့နူမန်နောနီယန်လူမျိုးတွေကိုလည်းဆာလွန်ကလာပြီးတိုက်ခိုက်နေတာကြောင့်အာဖာလာဇွန်ဟာဒေါသထွက်ပြီးအမောက်သခင်ကိုစိတ်ခေါ်ဖို့မင်းတဲ့အကိုအင်အားကြီးတဲ့တပ်ဖွဲ့နဲ့ရွယ်လွှဲပြီးလာခဲ့တယ်။နူမန်နောရဲ့စစ်တပ်အင်အားကအလွန်ကိုကြီးမားနေတာကြောင့်ဆာလွန်ရဲ့အစီအကံတွေကတိုက်ပွဲကိုမဖြေခင်အကုန်ထွက်ပြေးကုန်ကြတယ်။ဆာလွန်ဟာတိုက်ခန်းရင်လည်းအနိုင်ရဖို့မဖြေနိုင်ဘူးဆိုတာသိသွားတဲ့အချိန်မှာစစ်တိုင်မဲဆာအာဖာလွန်စွန်ထံမှလက်နဲ့ချပြီးတော့အဖမ်းခံလိုက်တယ်။ဒုတိယခေ3262ခုနှစ်မှာဆာလွန်ကိုအချင်းသားဖြစ်နူမန်နောကိုဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်။ဆာလွန်ဟာအော့စရာကားလာအောင်ကိုအချိန်အတူတွင်းမှာပဲအချင်းသားဘဝကနေပြီးတော့ဘရင်ရဲ့အကြံပေးရရှိဖြစ်လာခဲ့တယ်။သူရဲ့လိညာလှည့်စားမှုကြီးကြောင့်ပဲဘရင်ရဲ့စိတ်ကိုအစိတ်ခတ်ထားသလိုဖြစ်ပြီးနူမနောနီယန်လူမျိုးတွေကိုလည်းမော်ကော်ကိုကိုးကွယ်ဖို့စူးစီးဦးဆောင်နိုင်ခဲ့တယ်။အဲ့ဒီချိန်မှာဆာလွန်ဟာလူတွေရဲ့ယုံကြည်မှုကိုရရှိထားပြီးဖြစ်ပါတယ်။သူဟာအကြောင်းပြချက်မျိုးစုံနဲ့ဗလာတွေသင်ကြားပေးခဲ့သမျှဟာမှားတယ်လို့ညှင်းဆို့ခဲ့တယ်။ပြီးတော့လူသားတွေကိုဒီကဘာမြေကြီးရဲ့အရှေ့ဘက်မှရောအနောက်ဘက်မှရောရှာဖွေသိမ့်ပယ်ရမယ်။ပင်လယ်တွေနယ်မြေတွေအများကြီးကျန်သေးတယ်လို့ပြောလိုက်တယ်။အဲ့ဒီနေ့ရမှာမရေမတွယ်နိုင်လာအောင်စီးစိတ်အုပ်စားတွေအများကြီးရှိတယ်လို့လည်းယုံကြည်အောင်ပြောခဲ့တယ်။အဲ့ဒါအပြင်တကယ်လို့သင်တို့ကဒီနယ်မြေတွေပင်လယ်တွေရဲ့အဆုံးထိကိုရောက်သွားရင်တော့အဲ့ဒီအရာတွေရဲ့အလုံးအလုံးမှာရှေးဟောင်းအမှောင်တူရှိသေးတယ်လို့ပြောခဲ့တယ်။ဆာလွန်ပြောတဲ့ရှေးဟောင်းအမှောင်တူဆိုတာကဗလာတွေမော့ကိုပိုးပြေးလိုက်ကြတဲ့ဘာမှမရှိတဲ့ဗလာနယ်မြေတွေကအပြင်လောကကအမှောင်တူကိုပြောထားတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒါကိုဆာလွန်ကဗလာတွေပြောတာကမမှန်ဘူး။မော့ကိုရဲ့အစွမ်းကအဲ့ဒီအပြင်မှာကိုရှိနေသေးတယ်ဆိုပြီးအယူဆအမှားကိုပြောခဲ့တယ်။အဲ့ဒီနောက်ဆာလွန်ကပြောလိုက်တယ်အဲ့ဒီအမောက်တူကနေပဲဒီကဘာမြေကြီးကိုဖန်တီးခဲ့တာကြောင့်အမောက်တူတစ်ခုတည်းကသာကိုးကွယ်ထိုက်တဲ့အရာဖြစ်တယ်။အဲ့ဒီအမောက်ရဲ့အရှိသခင်ကလည်းသူကိုသေဆရှိအမှုထမ်းတဲ့သူတွေကိုသိချတဲ့ကဘာတစ်ခုကိုတော့ဖန်တီးပေးနိုင်သေးတယ်။ဒီလိုသာဆိုရင်တင့်တို့အတွက်အာနာနဲ့အင်အားကအဆုံးမရှိတိုးပွားသွားမှာပဲလို့ပြောလိုက်တယ်။အဲ့ဒီနောက်အာဖာလာဇောကမေးလိုက်တယ်။
အဲ့ဒီအမောက်သခင်ကဘသူလဲအဲ့ဒီနောက်ဆောင်းလွန်ဟာတကားလေးပေပြီးအခန်းထဲမှာဘရင်ကိုတွေးဆုပ်ပြီးလှည့်ပြမဲ့စကားလုံးတွေကိုပြောခဲ့တယ်ဆာလွန်ကအခုချိန်မှသူ့ရဲ့နာမည်ကိုဘသူမှမပြောရဲကြတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ဗလာတွေကသူ့နဲ့ပတ်သက်ပြီးတင်တို့ကိုလှည့်စားထားခဲ့လို့ပဲဖြစ်ပါတယ်။သူတို့တွေဟာသူတို့ရဲ့မိုင်မဲ့တဲ့တွေးခေါ်များကိုဖန်တီးထားတဲ့အဲရူးဆိုတဲ့နာမည်ကိုပဲအရှိတန်းတင်ခဲ့ကြပြီးလူသားတွေကိုလည်းသူတို့ရဲ့အစိတ်ကံပြေချီနှောင်ထားရန်စ조사ခဲ့ကြတယ်။သူတို့တွေဟာအဲရူးဆိုတဲ့အရှင်ရဲ့ကိုစားပြောနေကြတဲ့ဆိုပေမဲ့လည်းတကယ်တမ်းတော့သူတို့ပြောချင်းတော့ကိုအဲရူးကပဲပြောသလိုလုံနေကြတာဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာငါတို့ရဲ့အရှင်သခင်ကပဲအနံ့ရသွားမှဖြစ်ပြီးသူကအသင်တို့ကိုလည်းအဲ့ဒီအရေးအယောင်တွေထဲကနေလောမြအောင်လုပ်ပေးလိမ့်မယ်။သူရဲ့နာမည်မှာတော့မဲခေါ်ဖြစ်ပြီးအားလုံးရဲ့အရှင်သခင်လည်းဖြစ်တဲ့သူဟာလောလက်ခွေကိုလည်းပေးသနာမဲ့သူလည်းဖြစ်ပြီးအဲ့ဒါပြင်သူဟာသင်တို့ကိုဗလာတွေထပ်ပို့ပြီးအင်အားကြီးအောင်လုပ်ပေးနိုင်တယ်လို့ဆောင်းလွန်ကအာဖာလန်ဆိုအားပြောလိုက်တယ်အဲ့ဒီနောက်ဆောင်းလွန်ရဲ့စကားတွေကိုနားထောင်ပြီးယုံကြည်သွားတဲ့အာဖာလာဇွန်ဟာသူ့ရဲ့လူမျိုးတွေကိုလည်းစင်မန်လှုပ်လာပြီးရဲစက်ကြမ်းတမ်းလာအောင်ဥဆောင်ခဲ့တယ်။ပြီးတော့မင်းတဲ့အက်ကလူသားတွေကိုလည်းလိုက်လံဖမ်းဆီးပြီးကျွန်အဖြစ်သုံးချခဲ့ကြတယ်။အဲ့ဒီနောက်အာဖာလာဇွန်ဟာမဲခိုကိုကိုးကွယ်ဖို့အတွက်နူမနောကျောင်းပေါ်မှာပေ900မြစ်တဲ့ဖျားကျောင်းတစ်ကျောင်းကိုလည်းတိစောက်ခဲ့တယ်။အဲ့ဒီဖျားကျောင်းထဲမှာလူသားတွေကိုရေပူးစော့တဲ့အစင်လာတစ်ခုကိုကျေသုတ်ခဲ့တဲ့ရေပူးစော့ခန့်ရတဲ့သူတွေမှာတော့ဗလာတွေကိုယုံကြည်သစ္စာရှိတဲ့နူမနောနီယန်လူမျိုးတွေဖြစ်ပါတယ်။နောက်ထပ်မဲခေါ်အတွက်ရေပူးစော့တဲ့အနေနဲ့အာဖာလာဇွန်ဟာနူမနောမှရှိတဲ့နန်လောလို့ခေါ်တဲ့အဖြူရောင်သစ်ပင်ကြီးကိုခုတ်လဲပြပြီးဖျားကျောင်းထဲမှာမိရှို့ပစ်ခဲ့တဲ့ကံကောင်းထောင်မစွာနဲ့ပဲအေစီတိုဟာအသက်အန္တရာယ်များကြားထဲကနန်လောသစ်ပင်ကတေတီတလုံးကိုခိုးယူခဲ့ပြီးအဖြူရောင်သစ်ပင်ရဲ့မျိုးဆက်ကိုမပြောက်သွားအောင်ဆက်လက်ရှင်းသန့်စီခဲ့တယ်။အဲ့ဒီနောက်ဒုတိယခဲ3310ခုနှစ်ရောက်လာတော့အာဖာလာဇွန်ရဲ့အသက်က200နီးပါးရှိလာပြီးသေချင်းတရားကသူစီကိုတဖြည်းဖြည်းနဲ့နီးကပ်လာတာကြောင့်သိရမယ့်အခြေကိုစတင်ပြီးကြော်ကြော်လာတယ်။အဲ့ဒီနောက်ဆာလွန်ဟာသေချင်းကိုကြောင်နေတဲ့အာဖာလာဇွန်ရဲ့စိတ်ကိုသုံးချပြီးတော့ဗလာတွေကိုစိတ်တိုက်သေးတဲ့လိုယုံကြည်အောင်လှည့်စားခဲ့တယ်။ပြီးတော့မသိမျိုးနဲ့မြဖြစ်တဲ့အာမန်ကိုသိမ့်ပိုင်ရမယ်လို့ပြောလိုက်တယ်။ဆာလွန်ကအာဖာလာဇွန်ကိုဒီလိုပြောခဲ့တယ်။ဗလာတွေဟာသေချင်းမရှိတဲ့နေမြေကိုသူတို့အတွက်ပဲသိမ်းထားကြပြီးအဲ့ဒီအကြောင်းကိုလည်းတင်တို့ကိုလိမ်ညာထားကြတယ်။သူတို့ကတန်တဲ့သမျှကိုဖုတ်ကွက်ထားကြတယ်။လူသားဘရင်တွေကသူတို့စီကိုလာပြီးမသိမျိုးနဲ့မျိုးကိုလူယူပြီးသူတို့နေရကနေကဘာကိုအုပ်ချုပ်သွားမှကိုကြာယုံနေကြလို့ဖြစ်တယ်။သူတို့ဟာလောဘနဲ့အကြောက်တရားကြောင့်အဲ့ဒီအရာတွေကိုဖုံးကွယ်ထားကြတာဖြစ်တယ်။ထာဝရသက်ဆိုတဲ့လက်ဆောင်ကတော့လူတိုင်းတမဟုတ်တော့သိချတယ်။ဒါပေမဲ့အင်အားကြီးသူမာနာရှိသူမြင့်မြတ်တဲ့မျိုးရိုးရှိသူတွေလိုထိုက်တန်တဲ့သူတွေအတွက်တော့ဖြစ်သေးတယ်။ဒီလိုဆိုရင်ဘရင်တွေရဲ့ဘရင်ဖြစ်တဲ့အာဖာလာဇွန်အတွက်တော့ဒီလက်ဆောင်ကိုမပေးတော့မတရားဘူး။အာဖာလာဇွန်ဟာလူသားတွေအလုံးထဲမှာအင်အားကြီးဆုံးဖြစ်ပြီးသူနဲ့နှမ်းရှင်းမဲ့ဆိုတော့ဗလာတွေရဲ့ဘရင်ဖြစ်တဲ့မန်ဝေတူပဲရှိမဲ့သူထဲထောင်သားချင်းသားအောင်မဲ့လို့ပြောလိုက်တယ်ဘရင်တွေကမရဘူးဆိုတဲ့အဖြေကိုလည်းမခံကြဘူးသူတို့ရထိုက်တဲ့လို့ယုံကြည်တဲ့အရာကိုအင်အားနဲ့ဖြစ်စေအာဏာနဲ့ဖြစ်စေယူတက်ကြတဲ့လို့ဆာလွန်ကအာဖာလာဇွန်ကိုလောဘာနဲ့မာနာကိုနှိုးဆွပေးလိုက်တယ်အဲ့ဒီနောက်အာဖာလာဇွန်ဟာ9နှစ်အတွင်းမှာမဟာလက်နက်ကြီးလိုလူတီများတဲ့တပ်ဖွဲ့ကြီးတစ်ခုကိုတီထောင်ခဲ့တယ်။ဒုတိယခဲ3319ခုနှစ်မှာဘရင်ဟာသူ့ရဲ့အဓိကအလှန်တင်ထားတဲ့သင်္ဘောပေါ်ကိုတက်ပြီးအာမန်စီကိုရန်လွှဲပြီးထွက်ခွာလာခဲ့တယ်။ဆာလွန်ကတော့နူမနောမှာပဲကြံခဲ့ပြီးသူဖန်တီးခဲ့တဲ့အရှုပ်ထုတ်တွေဖျက်ဆီးခြင်းတွေအမှောက်တူတွေကိုကြည်ပြီးတော့စိတ်ထဲကနေကျင့်တဲ့အားရနေခဲ့တယ်။အဲ့ဒီနောက်အာဖာလာဇွန်ဟာအာမန်ကမ်းခြေကိုရောက်လာပြီးတူနာဆိုတဲ့တောင်နားမှာစခန်းချခဲ့ကြတယ်။အဲ့ဒီချိန်မှာပဲအရူဘက်တာကပင်လယ်ထဲကနေအလွန်ကိုကြီးမားတဲ့ကြောက်ကြီးတစ်ခုကိုဖွေလေလိုက်တယ်။နူမနောရဲ့ရည်တပ်တစ်ခုလုံးကိုလည်းမြို့ချလိုက်တယ်။အာဖာလာဇွန်နဲ့အာမန်ဘောကိုရောက်နေတဲ့သူတွေကတော့ပြိုကျလာတဲ့တောင်ကုန်းတွေအောင်မှာမြုံနှံ့ခန့်ရတာဖြစ်ပါတယ်။အဲ့ဒီနောက်ကဘာကြီးရဲ့ပုံစံကိုလည်းပြားချတ်ထားနေပြီးတော့လုံးဝတဲ့ပုံစံကိုပြောင်းလဲလိုက်တယ်။နောက်ပြီးအာမတ်နဲ့တော်အီလက်စီကျွန်းတွေကိုလည်းဘယ်တီမျိုးရစ်တက်သားတအူးမှာဘယ်တော်မှမရောက်နိုင်အောင်ကိုပြုလုပ်လိုက်တယ်။
ပြောချင်းတာကတော့အဲလူဘက်တာဟာအာမန်နေမီတစ်ခုလုံးကိုတာမန်ကဘာကနေဖယ်ရှားလိုက်တာဖြစ်ပါတယ်။အဲဒီတစ်ချိန်တည်းမှာပဲနူမန်နော်ကျောင်းနိုင်ငံကြီးဟာလိုင်းလုံးတွေဖုံးလွှမ်းသွားပြီးပင်လယ်ကြောက်ထဲသို့မြင်မြုပ်သွားခဲ့တယ်။အဲဒီနောက်တာမီလီဟာသူရဲ့မွေးရမြေပေါ်ကိုကြာရောက်လာတဲ့ဒီကပ်ပေးကြီးကိုမြည်ပြီးမီနာတမာဆိုတဲ့တောင်ကြီးပေါ်ကိုတက်ပြေးခဲ့တယ်။ဒါပေမဲ့လှိုင်းလုံးကြီးတစ်လုံးကသူ့မောက်ကိုမြှုပ်ချသွားခဲ့တယ်။နူမန်နော်ကိုလှိုင်းလုံးကြီးတွေဝင့်ရောက်ဖျက်ဆီးနေတဲ့အချိန်မှာပဲဆာလွန်ဟာမက်ခေါ်အတွက်ဆောက်ထားတဲ့ဖျားเจ้าမှာပဲရှိနေခဲ့တယ်။နူမန်နော်ကျောင်းနိုင်ငံကြီးနေမြုပ်သွားတဲ့အချိန်မှာဆာလွန်ရဲ့ရုပ်ခန္ဓာကိုလည်းပျက်စီးသွားခဲ့တယ်။ဒါပေမဲ့သူရဲ့စိတ်ဝိညာဉ်ကတော့အသက်ရှိကြံ့ရည်ပြီးအဲ့ဒီနောက်သူရဲ့ဝိညာဉ်ဟာ3329ခုနှစ်မှာမော်တော်ကိုပြန်ရောက်သွားခဲ့တယ်။အဲ့ဒီနောက်သူဟာချောမောလာပါတဲ့ခန္ဓာကိုယ်ပုံစံကိုတော့ပြန်မြူနိုင်ခဲ့ဘူးလို့သိရပါတယ်။ဒါကြောင့်သူဟာအရင်လိုလျှို့ဝဲလဲစားတာတွေလိညာသွေးဆောင်ပြီးဖျားရောက်တဲ့နီလန်တွေကိုစော်လွန်လိုက်ပြီးတော့အကြောက်တရားဖြစ်မဲ့စင်အားနဲ့အုပ်ချုပ်မဲ့နီလန်ကိုပဲရွေးချယ်ခဲ့တယ်။ဒါမျိုးကသူရဲ့သခင်ဟာမော့ခေါ်လုပ်ခဲ့သူဖြစ်ပါတယ်။နူမန်နော်ကျောင်းနိုင်ငံကြီးပျက်စီးမှုကနေအသက်ရှင်လွန်မြောက်ခဲ့တဲ့နူမန်နော်နီယန်လူမျိုးတွေဟာနည်းနည်းလေးသာအသက်ရှင်ကြံ့ရည်ခဲ့တဲ့အဲ့ဒီထဲမှာအထင်ရှားဆုံးကတော့အီလင်ဒန်နဲ့သူရဲ့သား2ယောက်ဖြစ်တဲ့အီစစ်တိုနဲ့ဆာနာရီယွန်တို့ပဲဖြစ်ပါတယ်။သူတို့တွေဟာဗလာတွေကိုယုံကြည်သေစားရှိတဲ့သူတွေရဲ့တင်ပေါ်ကိုစည်းနဲ့သူလွန်မြောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။နူမန်နော်ကျောင်းနိုင်ငံကနေအသက်ရှင်လွန်မြောက်ခဲ့တဲ့တခြားနူမန်နော်နီယန်လူမျိုးတွေလည်းရှိပါသေးတယ်။သူတို့ကအရင်ကတည်းကမင်းတဲ့အမအခြေချနေထိုင်သူတွေဖြစ်ပါတယ်။ပြီးတော့သူတို့ကအရင်ကဘေးရင်ရဲ့သစ္စာခန့်အဖွဲ့ဝင်လေးလည်းဖြစ်ပါတယ်။အဲ့ဒီနောက်အဲ့ဒီလူတွေဟာဆောင်းလုံးအပေါ်မှာဆဲလဲပြီးသစ္စာရှိကြပြီးနောက်ပိုင်းမှာသူတို့ကိုအမဲရောက်နူမန်နော်နီယန်လူမျိုးများလို့လူတီလာကြတယ်။အဲ့ဒီလူမျိုးထက်ကလူတယောက်ဟာနောက်ပိုင်းမှာဆောင်းလုံးရဲ့ပါဇက်ဖြစ်လာခဲ့တယ်။ဆောင်းလုံးရဲ့ပါဇက်ဆိုတာကတော့ဆောင်းလုံးရဲ့အကြံပေးတတ်မှတ်ဖြစ်ပြီးပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ပါတယ်။ဆရာကြီးတုခိန်ကတော့သူရဲ့နာမည်ကိုမပြောခဲ့ဘူးလို့သိရပါတယ်။သူကိုတလောအော်တလွင်ရုပ်ရှင်ကားထဲမှာမြင်နိုင်ပါတယ်။ဗလာတွေကိုယုံကြည်သစ္စာရှိတဲ့သူတွေကကြတော့သူတို့ရဲ့အမီးမြစ်ဖြစ်စည်းခံရပေမဲ့လည်းနန်လောဆိုတဲ့အဖြူရောင်တစ်ပင်းနဲ့ပလန်တီဖန်လုံး9လုံးနဲ့တခြားနူမန်နော်နီယန်လူမျိုးတွေရဲ့အမွေနေများကိုလည်းမိတဲ့အကူယူဆောင်လာနိုင်သေးတယ်။သူတို့တွေဟာပြည်ပြေးဘဝကနေပဲနူမန်နော်နီယန်လူမျိုးတွေရဲ့တိုင်းပြည်ဖြစ်တဲ့အာနော်တိုင်းပြည်နဲ့ကွန်ဒိုတိုင်းပြည်ကိုတည်ထောင်ခဲ့ကြတဲ့အဲ့ဒီတိုင်းပြည်တွေဟာကြံသေးတဲ့ဒုတိယခေတ်သမိုင်းနဲ့နောက်လာမဲ့ခေတ်တွေထဲမှာအလွန်ကိုအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေသေးတာဖြစ်ပါတယ်။အဲ့ဒီချိန်ကစပြီးနူမန်နော်ကျောင်းနိုင်ငံကိုကွန်ညာနဲ့တငယ်ဘာသာစကားဖြင့်အာကယ်လဘတ်ဒါမှမဟုတ်အတ္တလန်တီလို့ခေါ်ဆိုလာကြတယ်။အဓိပ္ပာယ်ကတော့ကြာရှုံးသွားတဲ့ပြီးဒါမှမဟုတ်နင်းမြုပ်သွားတဲ့နိုင်ငံလို့အဓိပ္ပာယ်ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာနူမန်နော်ကျောင်းကနေလော်မြောင်လာတဲ့သူတွေဟာကွဲပြောက်သွားတဲ့သူတို့ရဲ့မွေးရမြေကိုအမြဲတမ်းတတိယတန်းတာနေခဲ့ကြတယ်။အဲ့ဒီနောက်အီလင်ဒန်ဟာဖလန်တီလီဖန်လုံးတဲကိုကြည်ပြီးတော့သူ့ရဲ့ငှက်ဘဝမှာနေထိုင်ခဲ့မှုတဲ့နူမန်နော်ကျောင်းကိုမြင်ရဖို့ကြိုးစားခဲ့တဲ့ဒါပေမဲ့ကျောင်းရှိခဲ့မှုတဲ့နေရာမှာပင်လယ်ရည်ပြင်သာတွေ့ရတော့တယ်။နူမန်နော်နေမြုပ်သွားပြီးနောက်ပိုင်းကာလတွေမှာတက်ရှိကြံ့ရည်တဲ့နူမန်နော်နီယန်လူမျိုးတွေဟာမီနာထာမှာတောင်ကြီးကတော့ကြံခဲ့မဲ့လို့ယုံကြည်ခဲ့ကြတယ်။မီနာထာမှာတောင်ကတော့နူမန်နော်မှာအမြင့်ဆုံးတောင်ဖြစ်ပြီးသူတို့ရဲ့အမြန်နှိုးဆုံးလည်းဖြစ်တဲ့အဲ့ဒီတောင်ပေါ်မှာအဲလူဗက်တာကိုဂုဏ်ပြုတဲ့ပွဲလေးစူတောင်ပွဲလေးကျင်းပလေးရှိတယ်။အဲ့ဒီနောက်အချိန်ကြာလာတော့အီလင်ဒန်ရဲ့မျိုးဆက်တွေဟာတောင်ကိုရှော့ဖို့တင်ပေါ်ကြီးတွေထက်ဆောက်ခဲ့ကြတယ်။ဒါပေမဲ့ပင်လယ်ထဲမှာဗာမြေမှာရှောင်တွေ့ခဲ့ကြဘူး။သူတို့ဟာအနောက်ဘက်ကိုရဲလွယ်လာကြပြီးကဘာကြီးကအရင်လိုပြားနေတာမဟုတ်ပဲလုံဝမ်းနေပြီးဆိုတာကိုလည်းသိလဲရတယ်။ပြီးတော့သူတို့ရဲ့ကြီးမြတ်ခဲ့တဲ့နူမန်နော်ကျောင်းနိုင်ငံကြီးဟာအမှန်တကယ်ထာဝရပြောက်ကွယ်သွားပြီးဆိုတာကိုလည်းနားလည်ခဲ့ကြတယ်။လူသားတွေရဲ့တိုင်းပြည်များထဲမှာနူမန်နော်ကျောင်းနိုင်ငံလောအမြင့်ဆုံးစေကိုပြန်မြာနိုင်ဘူးဆိုပေမဲ့နေတွေ့ကြလာတဲ့အခါမှာတော့သူတို့လူမျိုးတွေထဲမှာရောအုပ်ချုပ်သူတွေထဲမှာရောဘရင်တွေထဲမှာရောအရင်ကလို့ရှေးဟောင်းနူမန်နော်ရဲ့ကြီးမြတ်တဲ့ပုံရိပ်တချို့ကိုတော့မြင်ရသေးတာဖြစ်ပါတယ်။အဲဒီနောက်နူမန်နော်ရဲ့အမွေအနေနဲ့မျိုးဆက်များဟာဒူနက်တိုင်းလူမျိုးများဖြစ်ဆက်လက်ရှိနေခဲ့ပြီးသူတို့တွေကတော့အာနော်တိုင်းပြည်နဲ့ကွန်ဒိုတိုင်းပြည်ရဲ့အနောက်တိုင်းကလူတွေပဲဖြစ်ပါတယ်။နူမန်နော်ကျောင်းနိုင်ငံကြီးကျောင်းကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒီကျောင်းကြီးနဲ့ပတ်သက်ပြီးတော့ဇလန်တွေသမိုင်းတွေဝမ်းနည်းစရာဖြစ်ပျက်တွေလည်းအများကြီးကြံ့ပါသေးတယ်။ဒါကြောင့်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။